ပြောင်းနေ၍သက်ရှိစွာနာနေ၏ဉာဏ်လေးပြီးတော့ကောင်းမှုမင်္ဂလာဖြစ်ပါစေခြင်းကျိုးမှာဘုရားယေနာတရားယေနာသံဃာယေနာဒီဟုသောယေနာမြတ်သုံးပါးဆရာသမားတို့ကိုဒီလိုသည်မြတ်ဆုံးမူ၍ရှိဖို့ဟူသောဘုရားမှန်သောတော်ပါ၏ရှင်ဗျာတိလံတခေယမေတ္တာဝိပတ္တယနောတယောတုပိပတံသာဝိတိလာဘေသပစ္စနကေပမောဒနံပတံသာလူနာများချီးမွမ်းခြင်းကို၎င်းဝိတိလာဘေသရှိစိတ်ဥစ္စာယရနာမျိုးမျိုးပွားတိုးခြင်းကို၎င်းဒေသဓမ္မလုံးလောကနောက်ဘဝ၌တတိကုသိုလ်ကောင်းမှုရှိသူတို့၏စံမြတ်ရာဖြစ်တဲ့နတ်ပြည်၌ပမောဒနာဝန္တာကြည်နုရှင်ရခြင်းကို၎င်းဒုက္ခေချမ်းသာကြောင်းဖြစ်တဲ့ဤမေတ္တယောဤအကျိုးသုံးမျိုးတို့ကိုပတ္တယနိနာလူလန်းတောင်းတသောမေတ္တာဝီအကြောင်းအကျိုးအကောင်းအဆိုးကိုကောင်းစွာမြင်သိသိပညာရှိတဲ့ပုဂ္ဂိုလ်သည်ဒီလံကိုနှစ်တို့ကိုထိမ့်သိမ်းဆောင်ရှောက်ခြင်းလို့ဆိုတဲ့ဒီလကိုတခေယမကျိုးမပေါက်မညို့မကြောက်မပြောက်မကြားရလေအောင်ဆောင်ရှောက်ရပါ၏ဒီလထိမ့်သိမ်းဆောင်ရှောက်ခြင်းဥပုသ်ဆောင်ခြင်းဆိုတဲ့ကိုယ်နှလုံးကအပြစ်တွေမဖြစ်ပေါ်ရလေအောင်လုံခြုံစွာထိမ့်သိမ်းဆောင်ရှောက်နိုင်စွာရှိကြတဲ့ပုဂ္ဂိုလ်များမှာလူသူတော်ကောင်းနတ်သူတော်ကောင်းတို့ကဤပုဂ္ဂိုလ်ဟာဖြင့်အကျင့်သီလနှင့်ပြည့်စုံပါပေတယ်လို့လေးလေးစားစားပြောဆိုချီးမွမ်းခြင်းမှာထိုက်တယ်စီစဉ်ဥစ္စာယရနာဖြာဖြာတို့နဲ့လည်းပဲပြည့်စုံစေနိုင်ပြီးတော့သုဒေမဏေကွယ်လွန်တဲ့အခါမှာလည်းပဲနတ်ရွာလူရွာဒုက္ခတိဘဝတို့လာရောက်နိုင်တယ်လို့ဘုရားရှင်ကိုရောမြတ်မိန့်ကြားတော်မူသည့်ဒေသနာပါဠိလာရှိသည်နှင့်အညီလူသူတော်ကောင်းနတ်သူတော်ကောင်းတို့ကဤပုဂ္ဂိုလ်ဟာဖြင့်အကျင့်သီလနှင့်ပြည့်စုံပါပေတယ်လို့လေးလေးစားစားပြောဆိုချီးမွမ်းခြင်းမှာထိုက်တဲ့စီစဉ်ဥစ္စာယရနာဖြာဖြာတို့နဲ့လည်းပဲပြည့်စုံစေနိုင်တဲ့သုဒေမဏေကွယ်လွန်တဲ့အခါမှာလည်းပဲနတ်ရွာလူရွာဒုက္ခတိဘဝတို့လာရောက်ကြောင်းဖြစ်တဲ့တရဏဂုံသီလခံယူဆောင်တည်ကြရာကောင်းမြတ်တဲ့အချိန်ခါကာလသမယ၌ဘုရားတရားသံဃာယရနာမြတ်သုံးပါးယံတန်ဃာတို့၏ဂုဏ်ယုံကြည်မြတ်တို့လက်ဆုံးမိုး၍ရှိခိုးပူဇော်ဖူးမြော်မှန်လျော့ကြောလိုက်ကြရသောတက္ကိစ္စဂါရဝပူဇဝန္တပနာမကုသိုလ်ကံစေတနာတဆွမ်းသမျှဆွမ်းပန်းရည်ချမ်းစီမီစသည်လိုအပ်ရာပူဇော်နိုင်ရန်အတွက်စုပေါင်း၍လူတန်းကြရခြင်းတည်မူသောပစ္စယဒါနပဒေတာဒါနကုသိုလ်ကံစေတနာအထူးအားဖြင့်တော်ကုသလစာရီဤတိလရှင်ဝတ်ခြင်းကိုအကြောင်းပြု၍မိသားစုများအားလုံးဘေးဥပါအန္တရာယ်ရန်တွေတို့မှကင်းရှင်း၍လိုလားတောင်းတအပ်တဲ့ကောင်းကျိုးချမ်းသာမင်္ဂလာဂုဏ်ရက်တည်းအတွေ့တို့နှင့်ပြည့်စုံပါစေခြင်းအကျိုးမှာမုံမုံမြတ်မြတ်စီမံ၍ထားအပ်သောနေစွမ်းခဲပွေဘောဇင်ချုပ်ခြင်းရတာဖြာဖြာတို့ကိုတရားမှုရှိသောတန်ဃာတော်ယောဂီဥပုသ်ရင်တဲ့ဆွေမျိုးအပရိသတ်တို့အား
ရာပြဋ္ဌာန်းဝမ်းမြောက်ဝမ်းသာလူတန်းဆက်ကကြောင့်ဖြစ်သောဘောဇနဒါနကုသိုလ်ကံစေတနာဝတ္ထုငွေတော်မှဖြစ်ပေါ်လက်တန်သောယဟန်တော်တို့ဟာအဆက်တော်ပစ္စည်းလေးပါးတို့ကိုတတ်ဆွမ်းသမျှလူတန်းကြရခြင်းတည်းဟူသောပိစယဒါနပဒေတာဒါနကုသိုလ်ကံစေတနာသောက်တည်ပြီးသောက်တည်ခြင်း30ဖြစ်တဲ့သီလကုသိုလ်ကံစေတနာရှုမှတ်ပွားများအားထုတ်ကြရတဲ့အမြတ်ဆုံးဖြစ်တဲ့ဝိပဿနာဘာဝနာကုသိုလ်ကံစေတနာဤသို့ပေါင်းအမြတ်မြတ်တဲ့ကုသိုလ်ကံစေတနာပြပြတို့ကြောင့်ဆွမ်းအလူရှင်မိသားစုများနှင့်တကွအလုံးသောဥပုသ်တရင်တဲ့သူတော်စင်ပေါင်းတို့သည်ဤနေ့ဤရက်ဤအချိန်ဤနာရီမှစ၍မကောင်းသောဘေးဥပအန္တရာယ်ရန်အသွယ်သွယ်ဟူသည်များတို့သည်ကိုယ်တို့မရောက်အိမ်တို့မရောက်သွားနေရနာနေရလံခရီအလုဌာနတို့၌မကြရောက်ကြပဲကင်းစင်လွင့်ပြောင်းကြဘုံတိတာလျင်ဖြစ်၍အသက်ရှိခြင်းအနာကင်းခြင်းကျမ်းမာခြင်းချမ်းသာခြင်းစီဝါဥစ္စာရာတို့ဌာနန္တရာတို့နှင့်စတဲ့တကိုတိုး၍ပြည့်စုံခြင်းသာသနာတော်ကြီးကိုစွမ်းသင်္ကန်းကြောင့်စီပစ္စည်းလေးပါတို့ဖြင့်မပင်မပန်းချမ်းချမ်းသာသာလူတန်းထောက်ပံ့နိုင်ခြင်းအစရှိသောလူလာတောက်အပ်တဲ့ကောင်းကျိုးချမ်းသာမင်္ဂလာဂုဏ်ကျက်တရေအထွေထွေတို့နဲ့လည်းပဲပြည့်စုံနိုင်ကြကုန်သည်ဖြစ်၍ကျမ်းချမ်းမာမာချမ်းချမ်းသာသာကြီးကြီးလင်းလင်းရွှင်ရွှင်ပြပြဖြင့်သူတော်ကောင်းတရားတွေကိုဆက်လက်၍ကြိုးစားအားထုတ်နိုင်ကြသောအားဖြင့်မဖြစ်ပေါ်သေးတဲ့သမာဓိဓုဝိပဿနာဉာဏ်ဓုများလည်းပဲအတိအတိဖြစ်ပေါ်ခွင့်ရရှိကြပြီတည်းဝိပဿနာဉာဏ်အစဉ်ရင့်တာအားကောင်းလာတဲ့အခါမှာမဲ့ဉာဏ်ဘုံဉာဏ်နိဗ္ဗာန်တို့လင်းမြန်စွာရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ညတဲ့သူတော်ကောင်းများဖြစ်ကြပါစေสุปฏิลาသောမောင်မေဟံဗန္တိဣဒေနာတဟနမေအာသဂဗဝနဝေဘောရာတိယမာယာသာမိလောကံဘဂဝါတိယံဧကလေရံတိဒုတိယံမိဟံဗန္တိဣဒေနာတဟအာတိကဗမ္မနာတိယံဥဘောဓရာတိယံမာယာသာမိလောကံဘဂဝါတိယံဧကလေရံတိတတိယံမိဟံဗန္တိဣဒေနာတဟအထိကဗမ္မနာတိယံဥဘောဓရာတိယံမာယာသာမိလောကံဘဂဝါတိယံဧကလေရံတိမိလောအစေနာရှုပါတိနာပြေပါဗျာတပါးဒီနာလည်းရှုပါဗျာสุปฏิลาဝိနာဆိုရင်ကိုဝတိလာလို့တော့สุปฏิလလည်းစောင့်ဒီမေတ္တာတော်ကိုနိုင်တော့ပို့ပြီးတော့ဒီမေယမဟံဝရာမိတံဝတိထအာမတေပါရှင်ဗျာနမောတတဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗကဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗကဝတောအရဟတော
ဝ
Tisaya Hodu Tisaya Hodu Saunte Saudi Saunte Saudi Diladi Diladi Swepi Niban Yausida Swepi Niban Yausida Kondo Alo Kondo Alo Ubo Saunda Ubo Saunda Hana Dila Dana Dila Minya Makwa Minya Makwa Anyamabu Anyamabu Wamu Meda Wamu Meda Nya Ubo Nya Ubo Aho Saundenda Ho Saundenda Nebyan Shin Mukte Mu Nebyan Nebyan Shin Mukte Mu Nebyan Edu Mati Tari Shiva Edu Mati Tari Shiva Yanitya Jo Atoba Yanitya Jo Atoba Miya Chin Shiva Tadi Mabwa Lagata Shin Tadi Mabwa Lagata Shin Yita Shin Yo Saso Pwetin Yita Shin Yo Saso Pwetin Tinta Shin Le De Se Pongwe Tinta Shin Le De Se Pongwe Pipya Soma Kayedin Pipya Soma Kayedin Tadi Bwa Laya Atashin Mu Tadi Bwa Laya Atashin Mu Kondo Atashin Laya Nedu Kondo Atashin Laya Nedu Lu Sibwa Yao Ya Sin Chu Lu Sibwa Yao Ya Sin Chu Then Adwa Pwen Laya Tabinyu Yamanya Jimbwa Duma Yaga Be Sao Mie Deja Yadoga Imya Chanda Sao Yu Be Kin We Be Dokha Taro Nalong Yo Pyao Duro Kaung No Dome Duro Kaung Tia Dui Ne Pyo Mui Piro Ni Jade Jin Duro Kaung Kaung No Di Titra Nina Be Bigo Tasi Veda Baya Tia Tanga Uso Ato Toma Aso Myatra Nagone Taha Degawa Adina Damana Gadayina Shitan Bezondo Podra Dila Ubo Dila Myadamago Tarugan Gadawa Majo Mapau Manyo Majak Majak Majaya Leo Moyo Te Swate Te Sao Sao Biye Abamadina Mamimalayo Mabo Sare Abamada Konya Konya Te Tadi Deya Bien Abamadina Aguno Diarego Shao Shaya Mamamejin Kudo Dia Dwego Nizin Nizin Du Bwa Yue Ni Ao Joza Bilok Jaya Male Mamejin Di Udo Tadi Dia Bien Tambadi Ta Tambadi Yata Adi Adi Kosi Konga Isi Piesong Jaya Mi Isi Piesong Jasi Kono Ini tahun yang sisa pada kulit Teranglah Zansia Sesetaunya Nyelak Netang Sesejauh Mingala Sisa Niya Cika Kala Kenyama Yang ai ta nai ta tu kaya pya pi ro
တရဏဂုံသီလထိန်းသိမ်းဆောင်ရှောက်ခြင်းမြတ်ဆုံးဖြစ်သောဝိပဿနာဘာဝနာတရားတွေကိုပွားများအားထုတ်ခြင်းလူကောင်းမှုပြုလုပ်ကြတဲ့အထက်မှာဒီနေ့ကြောင်မှုရှိတဲ့တန်ခါတော်ယောဂီပုဂ္ဂိုလ်တွေသူတော်စင်များနဲ့ဓမ္မမိတ်ဆွေတို့အားမုံမမြတ်မြတ်စီမံ၍ထားသောနေစွမ်းကဲပွဲပေါ်စဉ်ချုပ်ခြင်းရတာပြပြတို့ကိုရာပြတံဝမ်းမြောက်ဝမ်းသာလူတန်းဆက်ကတွင်မွေပြုစုကြတဲ့လူရှင်များမှာဆရာလေးတော်ကုသလစာရီသာသနာတော်ဝင်ဒီလိုက်ရှင်ဘုပွဲကိုကြောင်းပြုပြီးတော့လူတန်းဆက်ကကြပါရဲ့တဲ့ဘုသူဝေရောမှာဖြစ်ပေါ်လာသောပစ္စည်းလေးပါးတို့ကိုလည်းပဲတဆွမ်းနေမြလူတန်းရပါရဲ့တဲ့အဲဆိုမဲ့ဘာကိုပေးလူဘာကိုပေးလူခွန်အားလူခွန်အားလူအလူဖြစ်တယ်လေအလူဖြစ်တယ်လေဘာကိုပေးလူခွန်အားရှိသူကြီးကျိုးရမည်ဒီရပါရင်ခွန်အားနဲ့ပြည့်စုံခြင်းလို့ဆိုရင်ဘာကိုပေးလူရလဲဆွမ်းဆိုတာကတော့သာသနာအတုံးလုံးပေါ့ဘောဇင်အာဟာရပေါ့ဘုန်းကြီးဆိုရင်ဆွမ်းဒီလားရှင်ဆိုရင်ဆွမ်းလူဆိုရင်တော့သာလျာဘောဇင်အာဟာရဒိဋ္ဌာန်နေဆိုရင်လည်းပဲသာလျာအာဟာရအဲ့လိုပေးပြီးလေဆိုရင်ဖြစ်လျာဘွားတိုင်းခွန်အားနဲ့ပြည့်စုံတဲ့ပုဂ္ဂိုလ်ဖြစ်နိုင်လေဘာကိုပေးလူဘာကိုပေးလူရုပ်ရှင်လူရုပ်ရှင်လူအလူဖြစ်တယ်လေအလူဖြစ်တယ်လေဝိယောလူရှင်လူရှင်သူရင်းကြိုးရမယ်ဒီရပါရင်ရုပ်ရှင်အင်္ဂါတင့်တယ်လာပါခြင်းလို့ဆိုရင်ဘာကိုပေးလူရလဲဝိထေဘုထေအင်္ဂါတော်များဆိုရင်တော့သင်္ကန်းဘုံမြတ်တုတ်ကွာလို့အေယာခင်းလို့ဆရာလေးဆိုရင်ဆရာလေးဝတ်စုံလို့အေယာခင်းလို့မြတ်တုတ်ကွာလို့လက်တင်ကွာလို့တခြားလူကြီးသူမလို့ဆိုရင်လည်းဝတ်စုံလေးတင့်တော်ရဝတ်စုံလေးနဲ့ဒီတိုင်းရတာပေါ့မမရပုဂ္ဂိုလ်တွေတွေ့ရင်လည်းကိုတတ်နိုင်တဲ့အဝတ်စားလေးကိုသုံးမလို့တော့တဲ့ဥစ္စာဆိုတာတဲ့ကိုသုံးနေတဲ့ဥစ္စာမျိုးကိုပို့ပြီးတော့သူနိုင်မယ်တော့ကိုတောင်းမသုံးမဲနဲ့သူနိုင်မယ်ဒီဆိုကြတော့လည်းဒီလိုတွတ်တာသူနဲ့ကလည်းမတန်မဲတဏ္ဍမတန်ဆိုတာကိုဆုံးဖြတ်လို့မရဘူးသူကသူနေနေဝန်နိုင်သွားတယ်ဆိုရင်ဘာဖြစ်လဲကိုလူဒါနမြောက်လာမမြောက်ဘူးလားမြောက်ပါလေခင်ဗျာမြောက်တော့လေစိတ်ကအာဒီဝိဇာယီနဲ့သူနဲ့တော့မတန်ပါဘူးဆိုတဲ့စိတ်ကလွှမ်းမိုးလာတယ်များတော့ဘုန်းကြီးညာဆိုတဲ့လူကြတဲ့ဆရာတော်ဆိုလို့ရှိရင်ဘယ်လိုဥစားမျိုးမှဥပင်းငယ်ဆိုရင်ဘယ်လိုဥစားမျိုးမှဘယ်လိုဒီမှာရောက်လာဘုံတဲ့ဘာလို့သင်္ကန်းကမလို့ဘာလို့ဝေးယူသေးတာလဲဘုံကိုကြတော့၄သိန်းနဲ့သင်္ကန်းကမြေဇနတန်ဃာကြီးကထိမနာလို့ပြောမလို့နေဘုံကိုလည်းကောင်းလာပြီးယူရမလို့တင့်တော်ရုံနဲ့ဇနပုဂ္ဂိုလ်တွေလည်းတင့်တော်တဲ့အဝတ်သင်္ကန်းကိုနိုင်တဲ့လောက်ကိုယူတာပို့ပြီးတော့ကောင်းတယ်လို့ပြောရတာသင်္ကန်းကောင်းကြီးဝတ်တာပြီးတော့လည်းဘာကုန်ထူးတက်လာမတက်ဘူးလားတက်ပါတက်ဘူးမဂ္ဂုဏ်ဉာဏ်ကိုလူတွေဆုံးပြထားတဲ့အဝတ်စုံကောက်ယူလျှော်ဖို့ချုပ်ဆိုပြီးတော့ဝေရတဲ့ဘာဒီကုသင်္ကန်းပြောဝေရုံရင်လည်းပဲဒီလသမာဓိပညာတရားတွေနဲ့ပြည့်စုံရင်တင့်တယ်လားမတင့်တယ်ဘူးလားတင့်တယ်ပါခုဘာဖို့ပြစရာလို့လေတွေ့လားတွေ့ပါအိန္ဒိယကသူတို့အင်္ဂါမြေတဲ့မျောပြီးဆိုရင်လောင်းမျောတော့အဲ့ဒီဝိရိယကံကတာတဲ့လောင်းနေဆိုအဲ့ဒါဆေလူရတင့်တော်မဲ့အကြောင်းဆိုလို့ရှိရင်ယူဖြတ်တော့ချုပ်ဆိုးပြီးတော့ဝတ်တယ်ဆိုရင်ဒါပန္နကုသင်္ကန်းဖြစ်တယ်ဒီလိုကြလည်းပဲပန္နကုဆိုပြီးထွင်ပြီးတော့ဘာမှမဆိုးပဲနဲ့
စိမ်းရောင်လေးရောအပြားရောင်လေးရောအနီးရောင်လေးရောအဲ့ဒါဆိုရင်အဆင်ပြေလားပြေပါဘူးဗျာသစ္စာဘုရားကကောက်ယူလျှော်ဖို့ချုပ်ဆူဒီကောက်ဆိုရောင်ဆိုပြီးတော့မှကိုယ်ရုံသုံးဆွဲကောင်းတယ်လို့ဒီလိုခွင့်ပြုတာအဲဒါကြောင့်မို့လူတွေဆိုရင်တော့လည်းပဲသူပွဲသူလမ်းနေဆိုတော့သူ့အနေနဲ့သူဘာလို့ပါလဲတင့်တော်အောင်ဝတ်ဆင်ရတာပေါ့လိန်နဲ့လူတော်မှသူရတဲ့တွားရင်ဘယ်လိုလုပ်ရကောင်းကောင်းဝတ်သွားမှညာအထင်မသေးမှဆိုတော့အကြပ်ပန်ကြဒီတော့ဒီမှာဒီခါကြီးကြောက်သူတိုက်ပုံနဲ့အဲ့ကြောင့်ဒီမှာလည်းဘောကနဲ့ချောင်းသုံးကြောင်းလာတယ်ရှိတဲ့ပဏ္ဍာကြီးနဲ့တသက်ရရပြောလို့သူတို့နဲ့ယဉ်ကျေးတဲ့မိတ်ဆွေတို့ဆုံးလို့တဲ့တက်ပြောက်ဆုံးလေးကတ်ချင်လို့ဒီအဥပဒေဘာထက်လိုက်ချမ်းနဲ့ဘိတ်တဲရန်လောက်ရောက်တဲ့အခါကျတော့ဒီဈေးထဲမှာဆွမ်းရင်ဒီလိုတော့စီမံလိုက်ဟုတ်မယ်ဗျာဘိတ်တော့ဒီမတော်စတိကြိုင်နေပါတော်နဲ့ပြန်လာငါသွားတဲ့ကားဆရာလည်းဘုံဘုဒ္ဓကပဲနဲ့အဲ့ဒါကလည်းမသိဘူးဒီတိုင်းမသိဘူးလားဒီလိုလည်းမသိဘူးဘလောက်ဆောင်တော့ဘုရားမလာတော့ဘာလို့လဲလိမ့်ပါအိမ်တော်ဘုရားလူဆုံးတဲ့ဘုရားဆုံးမပြတ်လို့မပြတ်တာလည်းဖြစ်မှာပေါ့ပြန်လာတာနဲ့ဥပဒေနဲ့ဒါကောင်းလာပြီးတော့ပြန်လာရအဟံနဲ့ပတ်တဲ့တော်လေးရောမှာပေါ့ဒါကတော့ကြည်လာမှာအခုလည်းဆုံးလို့ဒီရက်ကတော့တည်တယ်လို့ရှိတယ်အဲ့ဒီတည်တဲ့ဘာကြီးအမှုတော်ရှိသူ့ကိုခေါ်တဲ့ပြန်လာတော့ဒီပဲနဲ့ဘယ်နဲ့ကျိုးရတော့မသိဘူးကျိုးဖို့ပဲလားဘယ်တစ်ချိန်နဲ့ထဲဖို့ပဲလားမသိဘူးဒီကြောင့်ဒီလိုအနေနဲ့ဦးလေးတို့ခံလေးတို့မှားသွားဒီပဲလိုက်လို့ရတာဒီလိုလည်းပဲရှိတတ်တယ်ပေါ့ဒါပေမဲ့လို့တို့လေကတော့အပြစ်လို့ပြောလို့မရဘူးလို့ကိုယ်ကတည်ထားမယ်ဆိုရင်တော့သူလည်းအပြစ်မဖြစ်တော့ဘူးကိုယ်လည်းပဲအမှန်ကြောင့်ကြဆက်စီတာမလို့တော့အပြစ်နဲ့တားဆီးတာကိုမကောင်းဘူးလားကောင်းပါဘူး။အော်လေဒီလိုပြစ်ကျူးလွန်ပြတော့သူ့လည်းစောင့်ရှောက်ပြီးသားဖြစ်တယ်။ကိုကြောင့်ကအယုကပစ္စည်းလည်းစောင့်ရှောက်ပြီးသားဖြစ်တယ်ပေါ့။အဲဒါကြောင့်မို့ဝီကိုအချင်းချင်းတူတယ်ဆိုရင်လည်းသူ့တင့်တော်အောင်တင့်တော်မဲ့ဟိုစားမျိုးကိုလူရင်ပို့ပြီးတော့အစမကြီးဘူးလားရှိပါပါဒီလေဘာဘေးညာဘေးတွေကြုံလာပြီးဆိုတချို့ကြတော့အရင်အမှတ်ကြီးစုထုတ်ပြည့်ပြည့်တော့မတော်ဘုရောကဒီဖြစ်တော့ဒီနေ့တဲ့ပုဂ္ဂိုလ်တွေလွတ်လိုက်အာတော်စိတ်မကောင်းကြပဲတဲ့ဘုန်းကြီးကျောင်းမှာသူ့နေကြတဲ့လူကြီးတွေငါကြီးတွေကတချို့ကခေါင်းဝင်နေဆင်းလာဘုန်းကြီးကျောင်းမှာနေပြီးတော့အလူလာလုပ်တဲ့ပုဂ္ဂိုလ်တွေလာပြီးဆိုတော့ဘာတွေဝတ်ပြီးတော့ဆင်းလာကြဒီနေ့လူလာဝေးရတယ်ခေါင်းဝင်နေတခါလေးခေါင်းဝင်နေဖြစ်နေဆိုတော့အဲ့လိုကြတဲ့ဆန္ဒပြေသူကလည်းတင့်တော်အောင်တင့်တော်မဲ့အဝတ်စားကိုလူလာပို့ပြီးတော့မကောင်းဘူးလားကောင်းပါဘူး။ကောင်းတယ်ခဏမရှိတဲ့လူခဏလူဘုန်းကြီးလူပါတော့လူချင်းလည်းသူလို့ရတာပဲနာဒီလိုပဲသွားလာနေတဲ့ပုဂ္ဂိုလ်တွေခဏမသွားဘူးလူလိုက်ပြီလားလူလိုက်တယ်ဆိုတော့သူတို့ရတချို့ကြတော့လည်းသူတို့အဲ့လိုသင်္ကန်းဝတ်ပြီးတော့ဒီနေ့နေပြီးတော့ခဏတော့ဝင်လာဒီတော့ခဏမရှိလို့ပါဗျာခဏမရှိဘူးလားပေါ့တိုက်တဲ့ခဏယူရတယ်နဲ့ဘိုးပဲယူနေလားဗျာအာခဏဘိုးတော့မလုပ်နိုင်ဘူးလို့ခဏပဲယူနေခဏကတော့ကောင်းတယ်ဆိုရဈေးတော့သွားကြတယ်ဒီမှာခဏလူကပြီးရတယ်ဟုတ်ပြီ
အဲ့တော့ပြောကြတယ်ပဲသာဝလူခံတယ်ဘာလူခံတယ်ဆိုတာမျိုးတွေရှိတယ်အဲ့တော့သာဝလူလိုက်ရင်ကိုကောင်းတာပေါ့ဘုထုမလူပဲနဲ့သူကဒီကသာဝလူလေဆိုသာဝလူလိုက်ခဏလူလေဆိုရင်ခဏလူလိုက်အဲ့တော့ရတော့လူသွားလို့ရှိရင်ခဏပါဆောင်သွားခဏလူလေပုဂ္ဂိုလ်တွေခဏလူလိုက်သာဝလူလေပုဂ္ဂိုလ်သာဝလူလိုက်အကျိုးကြတော့ဘယ်လိုလဲအလောင်းသမုဝေဒီဝါစုနီဘီဆိုဦးရဘာရန်တရားမမိုးဘာသာဥပ္ပိလိုလေကောင်းတဲ့ကြီးကလေးတွေတော့ပေါ်သွားပြီးတော့အပြေသာပြပြီးတော့မှဝိညာဉ်ထုတ်ဆိုတာမျိုးတွေလည်းကြားနေတာအခုဒီမှာခဏစောင့်ဆိုပြီးတော့သူစီရင်တိုင်းတခြားဆိုင်သွားဝယ်ပြီးတော့လူလိုက်နဲ့ဆင်ပြီးဘူးလားဆင်ပြီးပါလေဒီကိုယ်နဲ့တော့လူလိုက်ပြီးတာပါပဲလည်းပဲပြင်းပြတော့ဘူးဟိုလည်းပဲလေမခံရတော့စိတ်မပင်မှန်းတော့တခြားကိစ္စတွေမှာလည်းပဲဒုနီးတူစွာပဲတန်ခါစဉ်ဉာဏ်ရှင်ပြီးတော့အလောလောတတ်ဖို့လိုလားမလိုဘူးလားလိုပါဗျာကဲဆိုမဲ့ကျိုးရှိသလားကျိုးရှိသလားမရှိလားမရှိလားစဉ်းစားတာကတတ္ထကစဉ်းစားတာကတတ္ထကဒီလိုတစ်ခုလုံးမယ်ဆိုရင်ကျိုးရှိသလားမရှိဘူးကျိုးမရှိဘူးလားစဉ်းစားတာရဲ့စဉ်းစားတတ်တဲ့တတ္ထကတန်ခါစဉ်နဲ့လည်းပြည့်စုံဖို့လိုအပ်သလားမလိုဘူးလားလိုပါဗျာကဲဆိုမဲ့တင့်တော်ရဲ့လားတင့်တော်ရဲ့လားမတော်လားမတော်လားစဉ်းစားတာကတပ္ပါယစဉ်းစားတာကတပ္ပါယကျိုးရှိတဲ့လုပ်ငန်းတော့မှန်ရဲ့ဒီချိန်တော့ရင်အစင်ပြေသလားမပြေဘူးလားသုံးသပ်ဆင်ခြင်ဖို့လိုသလားမလိုဘူးလားလိုပါပါရှင်ဗျာတော်တော့ဒုံတိုင်းနဲ့လုပ်နေတဲ့ပွဲရှိတဲ့နေရာမှာတရားတော်တိုင်းပဲရနိုင်တာကျိုးရှိတယ်ဒီကိုယ့်ရဲ့စိတ်ချမ်းသာမှုရရှိနိုင်တယ်ဒါပေမဲ့လုံးနေတဲ့နေရာတော့တရားတိုင်းရင်စင်ပြေလားမပြေဘူးလားစင်ပြေပါဘူးဗျာဒီတခြားကိစ္စတွေလည်းဒီတိုင်းအကျိုးရှိရဲ့ဒါပေမဲ့လို့ဒီချိန်မှာလို့ရင်လုံးတဲ့ကလားလုံးတဲ့မူလားသူများအတွက်အပြစ်ဖြစ်နိုင်သလားကိုယ့်အတွက်အနောက်ရှက်ဖြစ်နိုင်သလားဆိုတဲ့စဉ်းစားမှုမျိုးတွေရှိဖို့လိုသလားမလိုဘူးလားလိုပါဘူးဗျာဘယ်လဲဒါကြောင့်မို့ဖြစ်ရဘွားတိုင်းမှာရုပ်စင်းကပြည့်တယ်လားပါခြင်းလေဆိုရင်အခုအတဲကိုလူရတယ်ကဲဆိုမဲ့ဘာလို့ပေးလူဘာလို့ပေးလူချမ်းသာလူချမ်းသာလူလူဖြစ်တယ်လေလူဖြစ်တယ်ရှင်ကိုလူနေချမ်းသာရှင်သူဝင်ကြိုးရမယ်ဖြစ်ရဘွားတိုင်းစိတ်ချမ်းသာကိုချမ်းသာနေရဆိုရင်ဘာလို့ပေးလူရလဲရှင်ကိုပေးလူရတယ်ဆိုတာတော့တော်ရည်လာရဲ့အတွက်ဆင်ပြေဖို့စီမံထားတဲ့ဥစ္စာခုနကပြောခဲ့တဲ့ခဏလည်းပဲရင်ပဲလူကြီးသူမတို့ပဲဆိုရင်တောင်ဝဲအမျိုးမျိုးကလည်းပဲရင်လေအဲတော့လမ်းပြမကူနိုင်တဲ့တတိယတွေပါလိမတန်ဆွမ်းတွေတွေ့လမ်းပြကူပေးလိုက်တယ်ဒါလည်းပဲသူချမ်းသာတာဖြစ်အောင်ဆောင်ရွက်ပေးလိုက်တဲ့အတွက်ကြောင့်ဘာအမှုလဲရှင်ဒီပါရင်လူတွေလည်းငါစီးရဆိုရင်လည်းတတိယဦးလေးတို့ရဟန္တာငါလေးတို့ဘုံတော်မိခင်တွေတို့ကလေးတွေတော်နဲ့ဘွာလာနေတဲ့ပုဂ္ဂိုလ်တွေကလေးတွေတွေ့ကုဏ္ဏရာလေးပေးလိုက်ရင်ဘာလူပဲလဲရှင်ပါရင်လူပဲတဲ့တွိုင်းနိုင်ရင်ကုသိုလ်တွေရအဲ့တော့ဒီတချို့မောဒစီရဲ့တဏ္ဍမတနိုင်ဘူးဘုဒ္ဓနာနာလေးပြုထည့်ပြီးတော့ပေးလိုက်တယ်လူလိုက်တယ်ဒါလည်းပဲရင်အတူပဲတဲ့အဓိကအပြင်တော့အဲ့နေရာလေးပေးလိုက်တယ်ကွာသူချမ်းသာတာနေရာသွားတယ်တော့ဘုရားလွတ်ပြီးလုပ်လေတဲ့အချိန်လေးလဲနိုင်တာလို့ဘာလို့ညာလို့ဖြစ်တယ်ဆိုရင်သူစင်ရမှာတော့သူမစင်ရအောင်ကိုထိုင်နေတဲ့နေရာလေးထားပေးလိုက်တယ်ဆိုရင်ကိုယ်ကတဏ္ဍမမှာဆိုရင်
Kain halu ya punya tentang suan di dia bilang dia dia bilang dia ternyata tanda dia deh tu cina saya bilang dia bilang boleh deh cina tanda minyak besok baru belu Yesilu alu shedale Libo luli Yesishe Uri Toyame Suliya buare ma Yesi kaumine Yesi lajine Ling ayune kaumine Soye aru belu yale Ling ayune belu yale Bawang jenis mamau dia soye, ilmu nabi kita bila juga dia sulami dia soye, kau jalan mesti udah kalau pun apa. Kali dah bila lantaran lari lebe, kalau mati sumati be, desa ada dari lem jaya be, wana ini nalang ini soye, secanda dia kau dalam kau mula, kau ni. Nyasanya penuh malah banyak kabir ada dosa dan sekir nak kudo, atau menyiang dan nak kudo, sesuatu apa boleh juga dia jadi, tinggal juga loya lah, yang kau ni berkuat kudo ada kede, esok baru belu, dosa Sadin jauh lu, naik kami nak kuyali, lume kota nengali nak kuyali, siang lagi soye, lo sontok jogo, isi naik dunia kira diwali masoye, sadin yang diwali nak wali, nanti senang kau nanti nanti, kota nengali berkat kuye. Alam jole siapa pandi pelai soye, ini boleh, ni dia yang kanda dunia ini, secanda gujanda suami, ini ini sembilan. Ini berapa dari ya? Unjang ini kalau sebagai komuni dunia, saat ini orang tu kalau siapa pun berlebihan. Kalau kita nyala sani nyali, tuan ni dia show ni dia tanya, walau dia macam ni no, kemudian ni dia dari tu dia semua dah. Alat tu jangan tu si mampu. Ajar gua boleh mandi dia, boleh kau boleh kami barang deh. Nanti macam tadi di alia tu lalu sedia, boleh deh soye. Ai masih ada pembuli, sama ibu kau nalu baru bela buku ni, sekarang ni dolar ni jatuh le, so kau lah, ambil, jatuh ni sekarang cincare dia di mana, kalau boleh berjauh cincare dia di mana, tu jenis sekarang boleh rocat dalam dunia, kalau cincare dia di Duraga, bukti roti di sisi ini, segi lembu, secanda buku, yang negara yang ini, ini saling yang berbeda, ini foundation di bawah susi, Jepang di bawah lalu dua disi, begini kajar, Jepang ini itu, namanya doa ramnya deh. Gantor yang nanti maksudnya semua tadi, jadi dia dua jangan jangan tadi semua lagu, terus tempo tu nanti ada konjor lagu lalu siapa?
အဲ့တော့ဘာပဲဖြစ်ဖြစ်ပေါ့လိုအပ်တဲ့နေရာမှာအဆင်ပြေအောင်ကိုယ့်ရဲ့ဘာမှမျှော်လင့်ချက်မထားဘဲနဲ့ဆွံ့လွတ်နိုင်ရင်ပို့ပြီးတော့ကောင်းသလားမကောင်းဘူးလားကောင်းပါဗျာကောင်းနိုင်တယ်ကောင်းတယ်တဲ့ဆွံ့လွတ်နိုင်ဖို့ပဲအရေးကြီးတယ်အဲ့တော့ဆွံ့လွတ်ခြင်းဟာချမ်းသာခြင်းပဲတိတ်ပိုက်ခြင်းဟာဆင်းရဲခြင်းပဲဒါပေမဲ့လို့ကိုယ့်ရဲ့အသုံးဆောင်ပါညာဆိုတာကတော့ထိုက်တဲ့ဒီအားလျော်စွာပြည့်စုံအောင်ဖန်တီးထားဖို့တော့လိုအပ်သလားမလိုအပ်ဘူးလားလိုအပ်ပါတယ်ခင်ဗျာလိုအပ်တယ်တဲ့ဘုန်းကြီးတွေဆိုရင်တော့အဲ့ဒါတိတ်ထက်တဲ့ဆရာမလို့မရှိရှိတာလေးနဲ့သုံးလို့ဆွဲလို့ပါရရတယ်သာသမီရှိတဲ့ပုဂ္ဂိုလ်တွေဆိုရင်သာသမီအတွက်စီမံပေးဖို့ရာလိုအပ်သလားမလိုအပ်ဘူးလားလိုအပ်ပါတယ်လိုအပ်တယ်ဒီလိုကြတော့လေအာသာသမီကသူဖြစ်လိုက်တော့ဆိုပြီးတော့မိထားရရရှိတတ်တယ်မိထားရမှာမဟုတ်ဘူးသူရဲ့ဘဝရှိကိုလည်းကြိုတင်ပြီးတော့တွက်ချက်စီမံထားဖို့လိုအပ်သလားမလိုအပ်ဘူးလားလိုအပ်ပါဘူးလိုအပ်တယ်တဲ့ဒါလားမင်္ဂလာတရားတော်ရဟာသာသမီပြုစုပြောထောင်ခြင်းဟာမင်္ဂလာတရားပဲဒီပါတွေကိုပြုစုပြောဖို့ခြင်းလည်းမင်္ဂလာတရားပဲဆွေမျိုးတွေကိုထောက်ပံ့ခြင်းနေတာလည်းမင်္ဂလာတရားမင်္ဂလာတော့ဆိုတာကျင့်ရမယ်တရားလိုက်နာကျင့်တော်မယ်တရားကျွတ်နေတာနဲ့စာရင်အဲ့ဒီမင်္ဂလာအတိုင်းလိုက်နာကျင့်တော်မယ်ဆိုရင်အောင်ဖြစ်မလဲမင်္ဂလာရှိတယ်မင်္ဂလာရှိပါစေဆိုတဲ့စကားလုံးကပြောရုံလိုပဲနဲ့လိုက်နာကျင့်သုံးမယ်ဆိုရင်တန်ဖိုးရှိသလားမရှိဘူးလားရှိပါတယ်ဗျာကဲဆိုမဲ့သက်ရှိစင်လားသက်ရှိစင်လားချမ်းသာရာချမ်းသာရာဗလာဉာဏ်ပညာဗလာဉာဏ်ပညာသင်္ကေတန်ရှင်သင်္ကေတန်ရှင်သောသောခြင်းသောသောခြင်းမယွင်ချွေရန်ကာဒီမငါညာဒီမငါညာလင်းမြန်သွားလင်းမြန်သွားစေဘာရေကျိုးလာစေဘာရေကျိုးလာဒီကမောရတိပစ္စမောရတိကတဘုံညောဥပယတမောရတိသောမောရတိသောမောရတိဒေတောကမ္မဝိတုဒ္ဓိမတ္တနောကတဘုံညောပြုအပ်ပြီးတဲ့ကုသိုလ်ကောင်းမှုရှိတဲ့သောဒုက္ခများရှင်ကောင်းမှုရှင်သည်ဣဒံဤမေသောပံဘဝယခုဘဝ၌မောတတိဝမ်းမြောက်ဝမ်းသာပြရပါ၏ကတဘုံညောပြုအပ်ပြီးတဲ့ကုသိုလ်ကောင်းမှုရှိတဲ့သောဒုက္ခများရှင်ကောင်းမှုရှင်သည်သစ္စာဓမ္မလုံးလောကနောက်ဘဝ၌မောတတိဝမ်းမြောက်ဝမ်းသာပြရပါ၏ကတဘုံညောပြုအပ်ပြီးတဲ့ကုသိုလ်ကောင်းမှုရှိတဲ့သောဒုက္ခများရှင်ကောင်းမှုရှင်သည်ဥပယဓမ္မစ္ဆုပံဓမ္မလုံးနတံသောဘဝ၌မောတတိဝမ်းမြောက်ဝမ်းသာပြရပါ၏ကတဘုံညောပြုအပ်ပြီးတဲ့ကုသိုလ်ကောင်းမှုရှိတဲ့သောဒုက္ခများရှင်ကောင်းမှုရှင်သည်အတ္တနောမိမိကာမဝိတုဒ္ဓေကံဤစင်ကြယ်ခြင်းကိုဒိဋ္ဌဝါကိုယ်တိုင်ကိုကြတွေ့မြင်ရ၍ပါမောရတိလုံးစွာလုံးစွာဝမ်းမြောက်ဝမ်းသာဖြစ်ရပါလေတော့တည်းသာဓုသာဓုသာဓုကဲဆိုလိုက်ပါကောင်းမှုရှင်ဟာကောင်းမှုရှင်ဟာဒီဘဝမှာဒီဘဝမှာဝမ်းသာရပါသည်ဝမ်းသာရပါသည်ကောင်းမှုရှင်ဟာကောင်းမှုရှင်ဟာနောင်ဘဝမှာနောင်ဘဝမှာဝမ်းသာရပါသည်ဝမ်းသာရပါသည်နပါဘဝနပါဘဝဝမ်းသာရဝမ်းသာရဘုံမြရှိသူနောဘုံမြရှိသူနောနေလဲပြောနေလဲ
များနဲ့တကွအလုံးသောဥပုသ်တဲ့သူတော်စင်ပေါင်းတို့သည်ကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေကိုယ်ကျမ်းမာစိတ်ချမ်းသာကြပြီးတော့လောကီကျိုးစီးပွားတွေကိုလည်းပဲစားတဲ့တကူတိုးတိုးပြီးတော့ပြည့်စုံအောင်ရှာဖွေသိသိသုံးဆောင်ခံစားနိုင်ကြပါစေအလူမျိုး၅ပါးကလည်းပဲအထူးကင်းဝေးကြပါစေကုသိုလ်တရားတွေကိုလည်းပဲမမေ့မလျော့သောအပြင်ဆက်လက်ပြီးတော့ပြုလုပ်ခြင်းသုံးအားထုတ်နိုင်ကြပါစေကုသိုလ်တရားတွေကိုမမေ့မလျော့သောအပြင်ဆက်လက်ပြီးတော့ပြုလုပ်ခြင်းသုံးအားထုတ်နိုင်ကြခြင်းဖြင့်ဝဆင်းရဲဒုက္ခတို့ဤချုပ်ငြိမ်းရာဖြစ်တဲ့နိဗ္ဗာန်သို့မဲ့ညာဘုံညာဖြင့်လင်းမြန်စွာရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ရတဲ့သူတော်ကောင်းများဖြစ်ကြပါစေကုန်သတည်းဒီနေ့ပြုတဲ့ကုသိုလ်ကောင်းမှုများကိုကျေးဇူးရှိကြကုန်သောအသင်အပြည့်ထင်ရှားရှိကြတဲ့မိဘကိုဘွားဆရာသမားဆွေမျိုးမိတ်ဆွေများအသင်အပြည့်ထင်ရှားမရှိကြတဲ့မိဘကိုဘွားဆရာသမားဆွေမျိုးမိတ်ဆွေများအားအစထားပြီးတော့30ဘုံကျင်းလီကုန်သောလုံဆုံးများစွာသတ္တဝါမန္တမြအနန္တတို့အားလည်းပဲမိမိတို့ရဲ့တတ်လူတမ်းများကုသိုလ်ရဲ့ပုဗ္ဗာဒကိုအမြတ်ရကြ၍ကိုယ်စိတ်နဲ့ပြကျမ်းမာချမ်းသာကြပါစေလို့ဆန္ဒပြုပြီးတော့ရေစက်တုံကြအမြတ်တမ်းပေးကြရအောင်အရှင်ဘုရားဤတော်တို့သည်သန္တရာဝဆင်းရဲမှလွတ်မြောက်ပါရခြင်းအကျိုးငါ၎င်းဘုရားမြတ်စွာသာသနာတော်စီပင်ပြန်ပွားထုံးကားပါစေခြင်းအကျိုးငါ၎င်းကုသိုလ်ကံဤရရှိစေနိုင်သောကောင်းကျိုးချမ်းသာကို၎င်းဘုံကြီးအားကိုးကြ၍သရဏဂုံဘုံပါနှင့်တကွအင်္ဂါ၈ပါးရှိသောသီလတော်မြတ်ကိုဒိဋ္ဌံသာတိအတိုင်းသောက်တည်ကျင့်သုံးကြပါကုန်၏ရှင်ဘုရားသံပန်းရေချမ်းစီမီစသည်လောအယာယာပူဇော်နိုင်ရန်ဝတ္ထုငွေတို့ကိုလည်းအဆန်းသမျှစုပေါင်း၍လူတန်းကြပါကုန်၏ရှင်ဘုရားမွန်မြတ်မြတ်စီမံ၍ထားအပ်သောနေ့စွမ်းကဲပွေဟောခြင်းရတာသာဗျာတို့ကိုလည်းသာသနာ့နွယ်ဝင်သီလရှင်ဝတ်ပွဲကိုအကြောင်းပြု၍တရားမှုရှိသောသံဃာတော်ယောဂီဥပုသ်တရင်တဲ့ဆွေမျိုးအပရိသတ်တို့အားရာပြထံဝမ်းမြောက်ဝမ်းသာလူဒန်းဆက်ကဝေမွေပြုစုကြပါကုန်၏ရှင်ဘုရားဝတ္ထုငွေတို့မှဖြစ်ပေါ်လက်တန်သောပစ္စည်းလေးပါးတို့ကိုလည်းဆွမ်းနိုင်သမျှလူဒန်းကြပါကုန်၏ရှင်ဘုရားဝိပဿနာအမြတ်တရားကိုလည်းဝါများအားထုတ်ကြပါကုန်၏ရှင်ဘုရားဤကောင်းမှုကံစေတနာ
စေရနာဗျာတို့ကြောင့်ဗျာဗျာတို့ကြောင့်ဤတော်များဤတော်များမိသားစုမိသားစုအလုံးတို့ဤအလုံးတို့ဤကိုယ်တွင်ကိုယ်ပကိုယ်တွင်ကိုယ်ပအိမ်တွင်အိမ်ပအိမ်တွင်အိမ်ပလောဌာနတို့၌လောဌာနတို့၌ယေစုယံဆိုယေစုယံဆိုသံတရေဆိုသံတရေဆိုယောဂါဆိုမြာယောဂါဆိုမြာသင်္စင်လွင်ပြောင်း၍သင်္စင်လွင်ပြောင်း၍ကောင်းမျိုးချမ်းသာကောင်းမျိုးချမ်းသာဗျာတို့နှင့်ဗျာဗျာတို့နှင့်ပြည့်စုံရပါလို၏ပြည့်စုံရပါလို၏ရှင်ဘုရားရှင်ဘုရားဤကုသိုလ်ကောင်းမှုဤကုသိုလ်ကောင်းမှုစုတော်၏စုတော်၏ဘုရားကကိုဘုရားကကိုယေရှုရှိကြကုန်သောယေရှုရှိကြကုန်သောအသက်အားဖြင့်သင်ရှားရှိကြမရှိကြသောအမိအဖအဖိုးအဖွာဆရာသမားဆွေမျိုးမိတ်ဆွေတော်ဆက်ကြသောပုဂ္ဂိုလ်အပေါင်းတို့နှင့်တကွာဉာဏပရိသတ်ကိုစပြု၍ကိုဆောင်နှင့်ဤဓမ္မယုံဆောင်နှင့်မေတ္တာဆောင်နှင့်မိမိတို့ဤသင်္ကေဟာဝိဉ္ဇံလောဌာနတို့၌ဆောင်းလျှောက်၍နေကြကုန်သောအမြတ်နာကောင်းနာပေါင်းတို့နှင့်တကွာ31ဘုံသင်္ဒီကုန်သောလုံးစုံများစွာတဝမန္တမြနန္ဒတို့အားကုသိုလ်အမြတ်ဒီဝေကြပါကုန်၏ကုသိုလ်အမြတ်အတူရကြ၍ကိုယ်စိတ်နှပြချမ်းမာချမ်းသာဝမ်းသာကြသည်ဖြစ်ကြပါစေသော